စာရေးသူအကြောင်း Janet McCurdy သည်ကဘာကျော်ဝက်ကလေးဇလန်းတွဲမှဆန်အဖြစ်လူသိများခဲ့သူပါ။ဟန်သားပြင်ပေါ်မှာရင်မောနေရတော့လဲလက်တွေ့ဘဝတွင်အမေဖြစ်သူ၏ပြင်းထန်သောချုပ်ကိုင်မှုစိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာနှိမ့်ဆက်မှုများအောက်တွင်ဆယ်စုနှစ်တခုကျော်ကြာနာကျင်စွာရှင်သန်ခဲ့ရသည်။ဤစာအုပ်သည်အမေဖြစ်သူတည်ဆုံးပြီးနောက်မှရရှိလာသည့်လွတ်မြောက်မှုနှင့်သူမ၏ဘဝဒဏ်ရာများကိုဤစနစ်ကြကြညီတို့ကူစားခဲ့ရသည်ကိုပွင့်လင်းရိုးသားစွာတင်ပြထားသည့်ကိုယ်တိုင်ရဲ့အထုပ်ပတ်တည်ပါJanet McCurdy ရဲ့ I'm Glad My Mom Died ဆိုတဲ့စာအုပ်ဟာနာမည်ကြောင့်တင်လူပြောများတာမဟုတ်ပဲအထဲကပွင့်လင်းရိုးသားလုံးနဲ့တင်ပြပုံကြောင့်ကမ္ဘာအယောင်ရဆုံးစည်ရင်းမှာနှစ်ရှည်လများရပ်တည်နေတာပါဘဝအမြင်ကိုပြောင်းလဲစေနိုင်တဲ့အနှစ်သာရအရှိဆုံးအချက်7နှစ်ချက်ကိုဖော်ပြပေးလိုက်ပါတယ်စိတ်ခံစားချက်ကိုရိုးသားစွာအမိတက်ခြင်း emotional honesty လူ့အဖွဲ့အစည်းကသတ်မှတ်ထားတဲ့မိဘဆိုတာအမြဲချစ်ရမယ်ဆိုတဲ့ပုံသေးကားချက်ကိုဖယ်ခွာပြီးကိုယ်စိတ်ထဲကခံစားချက်အစစ်ဒေါသနာကြီးမှုလွတ်မြောက်မှုကိုအရှိအတိုင်းအမိတက်ရဲခြင်းဟာကုစားမှု healing ရဲ့ပထမခြေလှမ်းဖြစ်ပါတယ်။နှစ်ချဲလဲမှု၏အသွင်သဏ္ဍာန်ကိုခွဲခြားခြင်း recognizing manipulation ဒါဟာနေ့အတွက်ပဲငါကနင့်ကိုချစ်လို့လောက်တာဆိုတဲ့စကားလုံးတွေနောက်ွယ်က control လုပ်လို့တဲ့ဆန္ဒကိုခွဲခြားမြင်တတ်ဖို့လိုပါတယ်။ချစ်ချင်းမြတ်တာဆိုတာလွတ်လပ်ခွင့်ပေးခြင်းဖြစ်ပြီးချဲလဲခြင်း manipulation ကတော့အကြောက်တရားနဲ့အပြစ်ရှိစိတ် guilt ကိုအသုံးချတာဖြစ်ကြောင်းပညာပေးပါတယ်။၃ကိုယ်ပိုင်လက္ခဏာကိုပြန်လည်တည်ဆောက်ခြင်း reclaiming identity သူတစ်ပါးအထူးသဖြင့်မိဘကပုံသွင်းထားတဲ့ projection တွေအောက်ကနေရုံထွက်ပြီးငါကဘာတူလဲငါတကယ်ဘာကိုဝါသနာပါတာလဲဆိုတာကိုမေးခွန်းထုတ်ဖို့လိုအပ်ပါတယ်။ Janet ဟာတရုပ်ဆောင်တာကိုမုန်းပေမဲ့အမေဖြစ်သူအတွက်လုပ်ခဲ့ရတာဖြစ်လို့မိမိရဲ့ပင်ကိုယ်ဆန္ဒကိုပြန်ရှာတွေ့ဖို့ဘလောက်ခက်ခဲကြောင်းသင်ခန်းစာရပါတယ်။၄ခန္ဓာကိုယ်အပေါ်ကိုယ်ပိုင်အခွင့်အာဏာရှိခြင်း bodily autonomy ကလေးဘဝကလေးကစားတောက်မှုပုံစံကိုထိန်းချုပ်ခံရခြင်းဟာကြီးလာတဲ့အခါ eating disorder လိုစိတ်ရောဂါတွေအထိဖြစ်စေနိုင်ပါတယ်။မိမိခန္ဓာကိုယ်ဟာမိမိပိုင်ဆိုင်တာဖြစ်ပြီးဘသူရဲ့ဝေဖန်မှုထိန်းချုပ်မှုအောက်မှာမှမရှိသင့်ကြောင်းသတိပြုရပါမယ်။ငါအစိတ်အတောက်ဖြစ်စေသောဆက်ဆံရေးကိုဖျက်တောက်ခြင်း cutting off toxicity သွေးသားတော်ဆက်သူဖြစ်နေပါစေကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုပြင်းပြင်းထန်ထန်ထိခိုက်နေပြီဆိုရင်အကွာအဝေးတစ်ခုထားရှိခြင်းသို့မဟုတ်လုံးဝဖျက်တောက်ခြင်းဟာမှားယွင်းတဲ့လုပ်ရမဟုတ်ကြောင်းအားပေးထားပါတယ်။6နယ်နိမိတ်သတ်မှတ်ခြင်းအတတ်ပညာ the science of boundaries နှုတ်လို့ပြောရဲခြင်းဟာကိုယ့်ကိုယ်လေးစားခြင်း self respect ဖြစ်ပါတယ်။သူတစ်ပါးစိတ်ကျေနပ်ဖို့အတွက်ကိုယ့်ရဲ့လုံခြုံမှုနဲ့စိတ်အေးချမ်းမှုကိုအနစ်နာမခံသင့်ကြောင်းလက်တွေ့ကျကျတင်ပြထားပါတယ်။ခုနအတတ်ပညာရှင်နှင့်တိုင်ပင်ခြင်းဤတန်ဖိုး the role of professional help ဘဝဒဏ်ရာတွေ trauma ဆိုတာအချိန်ကကုစားပေးမှာမဟုတ်ပဲမှန်ကန်တဲ့ကုထုံး therapy နဲ့နည်းစနစ်ကျကျကုသမှသာပျောက်ကင်းနိုင်မှာဖြစ်ပါတယ်။စိတ်ကျန်းမာရေးဆရာဝန်နဲ့ပြသခြင်းဟာအားနည်းတာမဟုတ်ပဲရဲရင်တာဖြစ်ကြောင်းပြသပါတယ်။ရှစ်ငွေကြေးနဲ့အောင်မြင်မှုသည်ပျော်ရွှင်မှုမဟုတ်ခြင်း success is fulfillment screen ပေါ်မှာအောင်မြင်ပြီးငွေတွေအများကြီးရနေပေမဲ့အတွင်းစိတ်မှာငရဲကျနေတဲ့ Janet ရဲ့ဘဝကတစ်ဆင့်ပြင်ပအောင်မြင်မှုထက်အတွင်းစိတ်ငြိမ်းချမ်းမှုကပိုအရေးကြီးကြောင်းသင်ခန်းစာရစေပါတယ်။ကိုယ်ဝမ်းနည်းမှုကိုပုံစံခွက်ထဲမသွင်းခြင်း validating complex grief လူတစ်ယောက်ဆုံးပါသွားတဲ့အခါငိုကြွေးရမယ်လို့ပဲလူတွေကထင်ကြပါတယ်။ဒါပေမဲ့အနိုင်ကျင့်ခံခဲ့ရသူဖို့တော့ထိုသူသေဆုံးခြင်းဟာလွတ်မြောက်မှု relief ဖြစ်နိုင်ပြီးအဲ့ဒီလိုခံစားရတာဟာလေလူသားဆန်တဲ့သဘာဝဖြစ်ကြောင်းလက်ခံခိုင်းထားပါတယ်။တစ်ဆက်တန်ရာကိုခွန်အားအဖြစ်ပြောင်းလဲခြင်း reframing trauma သူမခံစားခဲ့ရတဲ့ဆိုးဝါးတဲ့အတွေ့အကြုံတွေကိုစာအုပ်အဖြစ်ရေးသားပြီးတခြားသူတွေကိုပညာပေးနိုင်ခဲ့တယ်လို့ဒဏ်ရာတွေကိုဖုံးကွယ်မထားဘဲထုတ်ဖော်ပြောခြင်းကသာတင့်ကိုလွတ်မြောက်စေမှာဖြစ်ပါတယ်။ဆက်တဲ့အတိတ်ကိုလက်ခံခြင်း acceptance is peace အတိတ်မှာဖြစ်ခဲ့တာတွေကိုပြင်လို့မရပေမဲ့အဲ့ဒီအဖြစ်အပျက်တွေကကိုယ့်ကိုဆက်ပြီးထိန်းချုပ်ခွင့်မပေးဖို့ကကိုယ့်လက်ထဲမှာပဲရှိပါတယ်။ဖြစ်ခဲ့သမျှကိုလက်ခံလိုက်ခြင်းကသာရှေ့ဆက်ဖို့ခွန်အားပေးပါတယ်။ဆယ်နှစ်ကိုယ့်ကိုယ်ပြန်လည်မွေးဖွားခြင်း self printing မိဘစီကမရခဲ့တဲ့ဂရုစိုက်မှုနှွေးထွေးမှုနဲ့လုံခြုံမှုတွေကိုအခုအရွယ်မှာကိုယ့်ကိုယ်ပြန်ပေးခြင်း reparenting yourself အတတ်ပညာကိုလေ့လာပြီးဘဝတစ်ကိုစတင်ဖို့လိုအပ်ပါတယ်။ဒီသင်ခန်းစာတွေဟာမိဘတိုင်းကိုအပြစ်တင်ဖို့မဟုတ်ပါဘူး။ကမ္ဘာပေါ်မှာသားသမီးအတွက်အရာရာကိုပေးဆက်တတ်တဲ့ငုံမြတ်တဲ့မိဘတွေအများကြီးရှိပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းမတိနားမလည်မှုနဲ့ချုပ်ကိုင်မှုတွေကြားမှာနာကျင်နေရတဲ့သားသမီးတွေရှိနေတတ်တာကြောင့်သူတို့အတွက်ကုစားမှုအလင်းတန်းတစ်ခုအဖြစ်ရည်ရွယ်တာပါ။သားသမီးတွေကမိဘကိုအလေးထားသလိုမိဘတွေကလည်းသားသမီးရဲ့စိတ်ခံစားချက်နဲ့လွတ်လပ်ခွင့်ကိုလေးစားပေးမယ်ဆိုရင်အပြန်အလှန်ယုံကြည်မှုရှိတဲ့ကျန်းမာတဲ့မိသားစုဆက်ဆံရေးကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။